2004 ခုနှစ် Thailand International Motor မှာ Toyota Fortuner ရေကိုစတင်မိတ်ဆက်လိုက်ပါတယ်2004 ခုနှစ်ကနေစတင်ထုတ်လုပ်တဲ့ Toyota Fortuner ကားမျိုးစားဆိုရင်ယနေ့အချိန်ထိသုံးစွဲလူနာကြားမှာရေပန်းစားလာပါတယ်Toyota Fortuner ရေကို2004 ခုနှစ်ကနေ2015 ခုနှစ်ထိ First Generation အနေနဲ့ Toyota ကုမ္ပဏီကထုတ်လုပ်ခဲ့ပါတယ်ခင်ဗျာToyota Fortuner ရေကိုဒီ First Generation မှာဆိုရင် Toyota ကုမ္ပဏီက Diesel Engine ရဲ့ Taxi Engine ရဲ့နှစ်မျိုးတပ်ဆင်ထုတ်လုပ်ထားပါတယ်ကျွန်တော်တို့ဒီ Taxi Engine မှာလည်းအမျိုးအစားတစ်မျိုးထုတ်လုပ်ထားပါတယ်ပထမအမျိုးအစားကတော့ 2.7 Taxi Engine 2TR FE ဖြစ်ပါတယ်ဒုတိယအမျိုးအစားကတော့ 1GR FE 4.0 BC Engine ဖြစ်ပါတယ်အဲ့ဒီအမျိုးအစားကိုထိုင်းမက်ကမှာတွဲဖို့ခဲရင်ပါတယ်Diesel Engine မှာလည်းအမျိုးအစားနှစ်မျိုးထုတ်လုပ်ထားပါတယ်ပထမအမျိုးအစားကတော့ Commodore Diesel Engine 2KD အမျိုးအစားဖြစ်ပါတယ် 2.5 ဖြစ်ပါတယ်